ကြည့်ရတာတော့သူမဟာနှုတ်ရိုးသားတဲ့မင်းကလေးတစ်ယောက်ရဲ့ပုံရိပ်စစ်ပါပဲဒါပေမဲ့အဲ့ဒီလိုနူးညံ့တဲ့အပြုံးနေတဲ့နောက်ွယ်မှာတော့ဖုံးကွယ်ထားတဲ့ကဘာတစ်ခုရှိနေပါတယ်အဲ့ဒီအကြောင်းတွေကိုတော့သူမရဲ့လူ့ဝက်တိုင်းရတဲ့စာမျက်နှာတွေထဲမှာပဲတွေ့နိုင်မှာပါကောင်လေးတယောက်အပေါ်ရိုးရိုးရှင်းရှင်းဆွဲလာမိရကနေစတင်နေတဲ့သူမရဲ့အချစ်ဟာမကြခင်ပါပဲကိုစမ်းသက်ရမယ့်အန်ဒီရရှိတဲ့ကစားပွဲတစ်ခုဖြစ်လာပါတော့တယ်ဘလောက်အထိအစွမ်းကုန်လုံနိုင်မလဲဆိုတာကိုပေါ့ခြေလန်းတိုင်းကိုလှမ်းလိုက်တိုင်းမှာသူမရဲ့အပြစ်ကင်းစင်မှုတွေဟာတဖြည်းဖြည်းမေးမိန်လာပြီးအဲ့ဒီနေရာမှာဘယ်တော့မှမတင်းနေနိုင်တဲ့စာလောင်မှုတွေကအစားထိုးဝင်ရောက်လာပါတယ်ဒါဟာသူမကိုဘယ်လိုလန်းဆုံးစီခေါ်ဆောင်သွားမလဲဆိုတာဘယ်သူမှမခံမဲနိုင်ပါဘူးဇလန်အစမှာတော့ကျွန်တော်တို့ဟာမလီစာနဲ့စတင်ဆုံးတွေ့ရမှာပါသူမဟာမိခင်ဖြစ်သူဒါရီယာပြီးတော့နာချက်ဖျားနာနေတဲ့အဖွားဖြစ်သူအယ်ဗီရာတို့နဲ့အတူနေထိုင်တဲ့ရှက်တက်ပြီးအေးအေးဆေးဆေးနေတတ်တဲ့စေကျော်ဆက်မင်းကလေးတယောက်ပေါ့အဖွားဖြစ်သူအယ်ဗီရာဟာစိတ်လိအလွန်အကျွမ်းတောက်တာကြောင့်ကျမ်းမာရေးတိတ်မကောင်းရှာပါဘူးမလီစာဟာသူမရဲ့အမေနဲ့တိတ်ပြီးစကားမပြောဖြစ်ပေမဲ့အဖွားဖြစ်သူနဲ့တော့အလွန်ရင်းနှီးတဲ့တန်ရောခြင်းရှိပါတယ်တစ်ဖက်မှာလည်းအေးအေးဆေးဆေးနေတတ်တဲ့မလီစာတယောက်ကျောင်းမှာနမိတ်အကြီးဆုံးနဲ့အချမ်းသာဆုံးကောင်းလေးဖြစ်တဲ့ဒန်နီရဲ့ဈေးကနေပါတီဖိတ်စာရလိုက်တဲ့အခါမှာတော့အတိုင်းမသိဝမ်းသာသွားပါတယ်။သူမဟာဒန်နီရဲ့ကိုခိုးချစ်နေရသူဖြစ်တာကြောင့်တငယ်ချင်းဖြစ်သူမန်နျူအယ်လာနဲ့အတူအဲ့ဒီပါတီကိုတက်ရောက်ခဲ့ပါတယ်။ပါတီမှာတော့မလီစာဟာဒန်နီရဲ့ကိုသွားနှုတ်ဆက်ဖို့တတိမရှိတာကြောင့်ဘေးကနေပဲငေးကြည့်နေခဲ့ရပါတယ်။ဒါပေမဲ့ပါတီမှာမထင်မထားတဲ့အလိပ်ပြောင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။ကောင်လေးတယောက်ကမလီစာကိုရေကူးမတက်မှန်းမသိပဲရေကူးကန်နဲ့တွန်းချလိုက်တာပါရေထဲမှာအသက်လူရုံးကန်နေချိန်မှာပဲဒန်နီယဲကမြင်သွားပြီးသူမကိုကယ်ဖို့ရေထဲခုန်ဆင်းလာပါတယ်မလီစာကိုရေထဲကဆဲယူပြီးတဲ့နောက်ဒန်နီယဲကသူမကိုပင်လယ်ပင်အလှကိုမြင်ရတဲ့ခြံဝင်းထဲကတိတ်ဆိတ်တဲ့နေရာလေးတစ်ခုစီခေါ်သွားခဲ့ပါတယ်အဲ့ဒီမှာသူတို့နှစ်ယောက်စကားတွေအများကြီးပြောပြကြပါတယ်မလီစာကသူမရဲ့အဖေဟာနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့အင်ဂျင်နီယာတယောက်ဖြစ်ကြောင်းပြောပြပါတယ်။စကားပြောတဲ့နေ့ဒန်နီယယ်ဟာမလီစာသူအပေါ်စိတ်ကစားနေတာကိုရိပ်မိသွားပြီးသူမရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာမလီစာအနားကိုတိုးကပ်လာပြီးသူမကိုနီးမျိုးစုံနဲ့အတုံးချလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ဘာမှမဖြစ်ခဲ့သလိုမျိုးအေးဆက်ဆက်နဲ့လွှဲထွက်သွားပြီးမလီစာကိုနှလုံးသားကွဲချိန်အောင်ထားရွေးထည့်ပါတော့တယ်။လာအနေငယ်ကြားသွားတဲ့တိုင်းဒန်နီယယ်ကထူးမကိုဒုက္ခမဆက်သွယ်ခြင်းမရှိပေမဲ့မီလီစာကတော့သူ့အပေါ်အချစ်မပြတ်သေးပါဘူးဒန်နီယယ်ကထူးမအပေါ်ဘလောက်ပဲဂီယူမဆိုင်ရှူပါစေမီလီစာကတော့သူ့ကိုပို့ပြီးတော့တောင်ယူယူမူမူချစ်မိနေပါတော့တယ်ကျောင်းဖွင့်ရပြီးအသက်မှာတော့မီလီစာဟာဒန်နီယယ်ရဲ့အာယုံဆိုင်မှုကိုရဖို့နောက်ထပ်တစ်ကြိမ်ကြိုးစားပြန်ပါတယ်။ဒါပေမဲ့ဒန်နီယယ်ကတော့ထူးမကိုအမြဲတမ်းလစ်လူရှူထားခဲ့တာပါ။တညမှာတော့မီလီစာဟာဒန်နီယယ်နဲ့သူ့တင်ငယ်ချင်းတွေလာလိရှိတဲ့ဘားတစ်ခုကိုမန်နွေလာနဲ့အန်ဒူလိုက်သွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့ဒန်နီယယ်ကထူးမရှိနေတာကိုသတိပြုသွားပြီးသူ့အပေါင်းအသင်းတွေနဲ့တောင်မိတ်ဆက်ပေးခဲ့ပါတယ်။အတိမတ်ဖြူခန်းရလို့ဝမ်းသာသွားတဲ့မီလီစာဟာဒန်နီယယ်ရဲ့အိမ်ကိုလိုက်သွားခဲ့ပြီးအဲ့ဒီမှာပဲသူတို့နှစ်ယောက်နောက်တစ်ချိန်နီးစပ်ခဲ့ကြပြန်ပါတယ်။အဲ့ဒီအချိန်မှာမီလီစာကထူမရဲ့အချစ်တွေကိုဖွင့်ပြောခဲ့ပေမဲ့ဒန်နီယယ်ကတော့ထူမကိုလောင်ပြောင်ပြီးရရက်ဆက်ဆက်ညှစ်လွတ်လိုက်ပြန်ပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာအချိန်ချင်းအဆက်ခွဲခိုင်ဟမှုတွေကမီလီစာကိုပြောင်းလဲသွားစေခဲ့ပါတယ်။ထူမဟာအရင်ကနူးညံ့ပြီးဂီယူဆိုင်တက်တဲ့မင်းကလေးမဟုတ်တော့ပဲဒန်နီယယ်လိုပဲတကူအောင်ဆန်နဲ့အေးဆက်တဲ့လောတာအမြန်ကိုလက်ခံကျင့်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကတော့ဘ누구မှတင်ဟောစီမတွေ့ပဲပျော်ရွှင်မှုကိုပဲရှာဖွေဖို့နဲ့သူများကကိုယ့်ကိုမနာကျင်စေခင်ကိုကအရင်နာကျင်အောင်လုပ်ဖို့ပါပဲဒီအချိန်မှာပဲအဖွားထစ်သူရဲ့နှလုံးရောဂါအခြေအနေကြောင့်မိသားစုကအဖွားကိုလူအိုယုံပို့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ထူမအားကိုရဆုံအဖွားကိုခွဲခွာရတဲ့အတက်မီလီစာဟာအကြီးအကျယ်စိတ်ထိခိုက်သွားခဲ့ရပါလေအဖွားကိုလူအိုယုံပို့ပြီးပြန်လာတဲ့အခါမှာလေထူမနဲ့မိခင်ထစ်သူကြားကအလံဝဲမှုဟာပိုလို့တောင်ဆိုးရွားလာပါတော့တယ်မိခင်ချစ်သူကထူမရဲ့စိတ်အခြေအနေကောင်းအောင်စူးစမ်းပေးပေမယ့်မီလီစာကတော့ထူမရဲ့အခန်းထဲမှာပဲအောင်းနေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့မီလီစာရဲ့ဘဝဟာတစ္ဆာဖြောက်ချမ်းခံရမှုတွေနဲ့ဆုံးရှုံးမှုတွေအကြောင်းမှာကြောလာခဲ့ပါတယ်။ထူမဟာအရင်ကနူးညံ့ပြီးဂယူးဆိုင်တက်တဲ့မင်းကလေးမဟုတ်တော့ပဲဒန်နီယယ်လိုပဲသူ့ဘိုက်ကိုနာကျင်အောင်လုံနိုင်တဲ့သူဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ထူမဟာအရင်လိုနှုံငိုင်းတဲ့မင်းကလေးမဟုတ်တော့ကြောင်းသက်သေပြဖို့မှောင်တိုက်တဲ့လမ်းကိုဆက်လက်ရှောင်ခဲ့ပါတယ်။တနေ့မှာတော့ကဖေးတစ်ခုမှထိုင်နေရင်တစ်ဖက်ကသူ့စီးတလက်ကိုမဖွယ်ရအမူအရာတွေနဲ့စတင်ညှူးဆွဲပြပါတယ်။အဲ့ဒီလူကစကားပြောဖို့အနားရောက်လာတဲ့အခါမှာတော့ထူမကချက်ချင်းထွက်သွားလိုက်ပြီးထူမဘလောက်တောင်ပြောင်းလဲသွားပြီလဲဆိုတာကိုတင်ခဲ့ခင်မန်နွေလာကိုသက်သေပြုလိုက်ပါတယ်။
အဲ့ဒီနေ့ခရစ်စမတ်မှာအဖွားဖြစ်သူအိမ်ကိုခဏပြန်လာတဲ့အခါမှာမီလီစာရဲ့ပုံစံမမှန်တာကိုချက်ချင်းရိပ်မိသွားပါတယ်။ဒါကြောင့်မီလီစာတစ်ခုခုဖြစ်နေပြီလို့သတိပေးပေမယ့်ဒါဟာဆယ်တဲ့ကျိုးအရွယ်မှုဖြစ်တာပါလို့ပဲမှတ်ချက်ပြုပြီးလေ့လူရှုခဲ့ပါတယ်။ရနေငယ်အကြမှာဒန်နီယယ်ကမလီစာကိုဖုံးဆက်ပြီးအန်အောစရာတစ်ခုရှိတယ်လို့ပြောကသူ့အိမ်ကိုခေါ်လိုက်ပါတယ်။မလီစာရောက်သွားတဲ့အခါဒန်နီယယ်ကသူမကိုညှူဆွဲပြီးမျက်စိမိတ်ထားဖို့ပြောပါတယ်။အဲ့ဒီနောက်မှာတော့မောင်ရိတ်ထဲကနေဒန်နီယယ်ရဲ့တငယ်ချင်းတစ်ယောက်ထွက်လာပြီးသူတို့နှစ်ယောက်လုံးကမလီစာကိုအတူတူအလွဲသုံးစားဖို့ကြိုးစားကြပါတယ်။မလီစာဟာပထမတော့လန့်သွားပြီးမြဲသူမအတွက်တော့ဘာမှမဖြစ်တော့ဘူးဆိုတာကိုတက်သေးပြချင်တဲ့စိတ်နဲ့ပဲအဆုံးအထိခွင့်ပြုပြီးခဲ့ပါတယ်။ဒီအကြောင်းကိုမန်နူဝဲလာကိုပြောပြတဲ့အခါမန်နူဝဲလာကစိတ်ပူပြီးဒီလိုအန်ဒီရဲ့ရှိတဲ့အပြုတ်အမူတွေကိုမလွတ်ဖို့တားဆီးပြီးမဲ့လဲမလီစာကတော့နားမထောင်ခဲ့ပါဘူး။နောက်တနေ့ပြတိုက်ကိုလေးလာရေးခီးသွားတဲ့အခါမှာလဲမလီစာဟာအဆောင်တယောက်နဲ့အတူတိတ်ဆိတ်တဲ့နေရာကိုတွားပြီးသူမရဲ့အကန့်အသတ်တွေကိုထပ်မံစမ်းသပ်ခဲ့ပါသေးတယ်။မလီစာရဲ့ဒီလိုရှုပ်လက်ဘဝဟာအတန်းဖော်တယောက်ကသူမရဲ့ diary ကိုခိုးဖတ်ပြီးတခန်းလုံးကိုအော်ပြောလိုက်တဲ့အချိန်မှာတော့လူသိရှင်ကြားဖြစ်သွားပါတော့လေ။မလီစာဟာအလွန်အရှက်ရသွားပြီးသူမရဲ့တငယ်ချင်းမန်နူဝဲလာကပဲတစ္ဆာဖောက်လိုက်တယ်လို့ထင်ပြီးဆွဆွာခဲ့ပါတယ်။တကယ်တော့ diary ထဲမှာမလီစာကမန်နူဝဲလာအကြောင်းမကောင်းတာတွေရေးထားခဲ့တာမို့သူတို့နှစ်ယောက်ရဲ့တငယ်ချင်းတယောစင်ဟာလည်းပြတ်တောက်သွားခဲ့ရပါတယ်။အခုဆိုရင်မလီစာဟာအရင်ကနဲ့လုံးဝမတူတော့ပဲအဝတ်စားကစားပေါ်ပေါ်ထင်ထင်ဝတ်ဆင်လာပါတယ်။သူမကိုတိတ်ခိုးချစ်ရတဲ့မာခိုဆိုတဲ့ကောင်လေးကစကားပြောဖို့ကြိုးစားချိန်မှာလေဒန်နီယယ်ရဲ့ဖုန်းဝင်လာတာကြောင့်သူမထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ချိန်တဲ့နေရာကိုရောက်တဲ့အခါဒန်နီယယ်ကိုမတွေ့ရပဲသူ့တငယ်ချင်းအာနယ်ဒိုကိုပဲတွေ့ရပါတယ်။သူကမလီစာကိုမျက်စိပိတ်ပြီးမြေအောက်ခင်းတစ်ခုတည်းခေါ်သွားခဲ့ရမှာအဲ့ဒီမှာနောက်ထပ်ကောင်လေး၄ယောက်စောင့်နေကြပါတယ်။ဘာဖြစ်တော့မယ်ဆိုတာကိုသိနေပေမဲ့လေမလီစာကတော့ဘာမှမဖြစ်တယ်လို့ပဲဆက်ပြီးရင်ဆိုင်ခဲ့ပါတယ်။နောက်နေ့မှာတော့ဒီသတင်းကကြောင်းတစ်ကြောင်းလုံးပြန့်သွားပြီးမလီစာရဲ့တစ်ခါဟာလည်းမြေစာပြင်ဖြစ်ခဲ့ရပါတယ်။ဒါကိုလည်းသူမကခယူမဆိုင်တော့ပဲ dating site တစ်ခုမှာအကောင့်ဖွင့်ပြီးသူစိမ့်တွေနဲ့စကားပြောခဲ့ပါတယ်။အဲ့ဒီထဲကလူတစ်ယောက်နဲ့ချိတ်မိပြီးဟိုတယ်တစ်ခုမှာတွေ့ဖို့ချင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်းမိခင်ဖြစ်သူဒါရီယာဟာအဖွားဖြစ်သူရဲ့အခြေအနေစိုးရိမ်ရကြောင်းလူအိုယုံကဖုံးဆက်လာတော့မလီစာအခန်းကိုသွားရဲ့အခါမလီစာကိုမတွေ့ရပဲကတ်တင်ပေါ်မှာသူမရဲ့ diary ကိုပဲတွေ့ခဲ့ပါတယ်။ဒါရီယာဟာအဲ့ဒီ diary ကိုယူပြီးလူအိုယုံကိုသွားခဲ့ပါတယ်။အဲ့ဒီမှာ diary ကိုဖတ်ကြည့်လိုက်တဲ့အခါမှာသူမရဲ့သမီးလင်ဘလောက်တောင်ပျက်စီးနေပြီလဲဆိုတာကိုသိလိုက်ရပြီးအကြီးကျယ်ထိတ်လန့်သွားတော့တဲ့နောက်မှာအဖွားဖြစ်သူဟာကွယ်လွန်သွားပြီဆိုတာကိုသိလိုက်ရတော့ဒါရီယာဟာပူဆွဲမှုတွေနဲ့အတူပြိုလဲသွားပါတော့တယ်။တစ်ချိန်တည်းမှာပဲမီလီစာဟာဟိုတယ်ကိုရောက်နေပြီးအဲ့ဒီကလူကသူမကိုနှိပ်စက်ဖို့ကြိုးစားလာပါတယ်။အချင်းတွေဟာပိုပြီးကြမ်းထက်လာတဲ့အခါမှာတော့မီလီစာဟာကြောက်လန့်ပြီးဟိုတယ်ကနေထွက်ပြေးလာခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအခန်းထဲမှာစောင့်နေတဲ့အမေထုသူစီကနေအဖွားဆုံးသွားပြီဆိုတဲ့တဲ့ကိုကြားလိုက်ရပြီးမီလီစာဟာငိုကြူးလာတော့လေဒါရီဟာကမီလီစာရဲ့အဝတ်စားတွေကိုကြည့်ပြီးဘာတွေထိထည့်တာလဲဆိုတာကိုရိပ်မိသွားပါတယ်။သူမက diary ကိုထုတ်ပြပြီးဒါတွေအားလုံးတကယ်ပဲလားလို့မေးတဲ့အခါမီလီစာကဝန်ခံခဲ့ပါတယ်။သူတို့သားမီနီယောကအချိန်အတော်ကြာမှပထမဆုံးအချိန်ဖြစ်ဖက်လဲတကင်ငိုကြွေးခဲ့ကြပါတယ်။ဒါရီဟာကလည်းတမီးရဲ့နာကျင်မှုတွေကိုတတိမထားမိခဲ့တဲ့အတွက်တောင်းပန်ခဲ့ပြီးနောက်မှာအမြဲတမ်းအနောက်မှာရှိနေပေးမယ်လို့ကတိပေးခဲ့ပါတယ်။အချိန်တွေကုန်ဆုံးသွားတဲ့အခါမီလီစာဟာသူမရဲ့မူလစိတ်ထားလေးစီကိုတဖြည်းဖြည်းပြန်ရောက်လာခဲ့ပြီးကြောင်ပိတ်ရဲ့နောက်ဆုံးနေ့မှာတော့တငယ်ချင်းဖြစ်သူမန်နွေလာနဲ့လည်းပြန်လေသိမ့်မြတ်သွားပါတော့တယ်။ကောင်မလေးနှစ်ယောက်ဟာသူတို့ရဲ့ဘဝအကြောင်းတွေကိုပျော်ပျော်ပါပါပြောဆိုရင်းကျောင်းကိုစပိန်တူတူစီးလာခဲ့ကြပါတယ်။ကျောင်းရောက်တဲ့အခါမှာတော့အာနယ်ဒိုကဒန်နီယယ်ကိုရန်တွေ့နေတာကိုတွေ့လိုက်ရပါတယ်။အကြောင်းမှာတော့ဒန်နီယယ်ဟာအာနယ်ဒိုရဲ့ရီစားနဲ့ခိုးချောင်းခိုးဝတ်ပတ်သက်နေတာကိုအာနယ်ဒိုကသိသွားလို့ပါ။စကားများရင်းနဲ့စိတ်မထိန်နိုင်ဖြစ်ပြီးအာနယ်ဒိုကဒန်နီယယ်ကိုပါရိုက်လိုက်ပါတယ်။အဲလိုရန်ဖြစ်နေတော့မှပဲမီလီစာနဲ့မနွေလာလို့ဘေးကနေဖျက်ရှောက်သွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့ဒန်နီယယ်ကမီလီစာကိုစကားပြောဖို့ကြိုးစားပြီးမဲ့သူမကတော့သူ့ကိုလုံးဝအတိအမှန်မပြုတ်ပဲလှည့်ထွက်သွားခဲ့ပါသည်။နောက်ဆုံးစာမေးပွဲရလဒ်တွေကိုတွားကြည့်တဲ့အခါမှာတော့ဒန်နီယယ်အာနယ်ဒိုနဲ့မာကိုတို့၃ယောက်လုံးစာမေးပွဲကြားတယ်ဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့မာကိုရောက်လာတဲ့အခါမှာတော့သူဟာစာကိုဘယ်တော့မှစိတ်မဝင်စားခဲ့ကြောင်းနဲ့သူ့ရဲ့ဝါသနာပါရအမှုပညာကျောင်းကိုပြောင်းတော့မှဖြစ်ကြောင်းပြောပြပါတယ်။အဲဒီနောက်မှာတော့သူဆွဲထားတဲ့ပုံချမ်းစာအုပ်တွေကိုထုတ်ပြရမှာမီလီစာရဲ့ပုံရိပ်တွေအများကြီးပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။မာကိုကသူမကိုစားတွေ့ရဲ့နီးကနေချစ်ခဲ့ရတာပါလို့ဖွင့်ပြောလိုက်ပါတယ်။
မာကိုရဲ့စကားတွေနဲ့ပုံလေးတွေကိုကြည့်ပြီးမီလီစာစိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ဒါကြောင့်မာကိုအတွက်နောက်ဆုံးပုံစံတစ်ခုဆွဲဖို့သူမကမော်ဒယ်အချစ်လုပ်ပေးခဲ့ပါတယ်။ပုံဆွဲပြီးသွားတဲ့အခါမှာတော့သူမကမာကိုကိုဖတ်လိုက်ပြီးမာကိုကလည်းငင်းငင်းညောင်ညောင်နဲ့နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ဒန်နီယယ်ကမလီစာကိုသူ့အိမ်ကပါတီကိုထပ်ပြီးဖိတ်ကြားပြန်ပါတယ်။မလီစာကပထမတော့ငင်းခဲ့ပေမဲ့နောက်ပိုင်းမှာတော့မန်နူအယ်လာကိုပါခေါ်ပြီးတယောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပါတီမှာတော့ဒန်နီယယ်နဲ့တူတငယ်ချင်းတွေဟာအရက်တွေမူးပြီးရုံရင်းဆန့်ခတ်ဖြစ်နေကြတာကိုတွေ့လိုက်ရပါတယ်။မလီစာဟာဒီလိုအတိတ်ပဲမရှိတဲ့လူရက်တွေကနေဝေးရကိုထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီးချန်တော်ဖဲဘက်ကိုတိတိလီထွက်လာခဲ့ပါတယ်။ဘဒူးမှမထင်မှတ်ထားတဲ့အချိန်မှာပဲမလီစာဟာဘေးကလူတွေရဲ့တားမိချက်ကိုဘယူးမဆိုင်ပဲပင်လေတဲ့ကိုခုန်ချလိုက်ပါတော့တယ်။သူမဟာအရင်လိုရေမကူးတတ်တဲ့မိန်းကလေးမဟုတ်တော့ပဲယုံကြည်မှုအပြည့်နဲ့ရဲရဲဝံ့ဝံ့ကူးခတ်သွားခဲ့ပါတယ်။အချိန်အတော်ကြာမှပထမဆုံးအကျင့်အဖြစ်သူမရဲ့ဘဝကိုတကယ်ပဲစိတ်ကျေနပ်နေတဲ့ပုံစံမျိုးနဲ့ပေါ့။ဇက်လိုင်းရဲ့အဆုံးသတ်မှာတော့လာအနေငယ်ကြာပြီးနောက်မလီစာနဲ့သူမရဲ့အမေကအဖွား LVB ရာရဲ့ခူပိမန်စီကိုတောင်းပြကြပါတယ်။အုတ်ကူပေါ်မှာပန်းလေးတွေတင်ပေးပြီးတဲ့နောက်တားများနှစ်ယောက်ဟာတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ကြပါတယ်။ဒါဟာမိခင်နဲ့သမီးကြားကအပျက်စီးသွားခဲ့တဲ့ဆက်ဆံရေးကိုပြန်လည်ပြုပြင်လိုက်နိုင်ပြီဆိုတဲ့အတိတ်ပဲပါပဲ။ဒါကတော့မလီစာဖီဆိုရဲ့ရုပ်ရှင်ဇာတ်ကားလေးရဲ့ဇာတ်လမ်းအကျဉ်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like ပေးဖို့ channel ကို subscribe လုပ်ထားဖို့နဲ့ comment ရေးပေးဖို့မမေ့ပါနဲ့အောင်နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ချက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။